ကနန်းကော်ရီချင်ဆက်ပုံစံမျိုးလေးကိုကျွန်တော်ချက်စားမှာဖြစ်ပါတယ်ဒီပုံစံချက်စားတဲ့နီးလေးကကနန်းရဲ့အနက်နဲ့အရသာအချိုဓာတ်ကိုလုံးဝပျောက်မသွားဘဲနဲ့တော်တော်လေးစားလို့ကောင်းပါတယ်အချင်းဆက်မစားတဲ့သူတွေအတွက်ဒီပုံစံမျိုးလေးတိုင်းကိုတံမြာသီးနဲ့ငရုတ်သီးနဲ့မထည့်ဘဲနဲ့ရိုးရိုးရှင်းရှင်းလေးပဲချက်စားကြည့်ပါတော်တော်စားလို့ကောင်းပါတယ်နောက်တစ်ခုရှယ်ကြီးဝေးပေကျော်အရင်ဆုံးကနန်းအခွန်ကြီးခွာပြီးတော့ရေဆေးတန့်စင်ဆေးကြောမှာပဲဖြစ်ပါတယ်ဒီရှင်ကနန်းကြီးတွေကကနန်းခွာလိုက်တာနဲ့တေချာပြောင်းအောင်ဆေးနိုင်မှသာတဲမကြိုက်တာပါအသေးတွေပါတတ်ပါတယ်တေချာပြောင်းဆေးပြီးသွားပြီဆိုတဲ့အခါမှာကနန်းလက်မအတွင်းထဲကိုအရသာဝင်အောင်အနှဲငယ်လေးတွေကွဲယုံလောက်ထုပေးထားရမှာဖြစ်ပါတယ်။ခြေဆက်အရေးစပြီးချက်ပါမယ်။ကြက်သွန်အဖြူကိုစီတက်ပါတယ်။ငရုတ်သီးစိမ်းထောင်းထားတာလေးကိုစီတက်ပါတယ်။ဒီနေရာမှာအဆက်မစားနိုင်ရင်တော့ငရုတ်သီးစိမ်းမထည့်လို့ရပါတယ်ခင်ဗျာ။တေချာလေးမှုေးနေအောင်စီတက်ပါတယ်ခင်ဗျာ။ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းလေးမှုေးလာပြီဆိုတဲ့အခါမှာတော့ QC ထည့်ပါတယ်။ QC ကိုအနှဲငယ်ပို့သုံးခဲ့ပါတယ်။ဒီနည်းလေးတိုင်းကနန်းမှမဟုတ်ဘဲနဲ့အခြားပင်လယ်စာတွေအသားငါးတွေကိုလည်းဒီလိုလေးချက်စားလို့ရပါတယ်။အရင်စားကောင်းပါတယ်။ QC လေးထည့်ပြီးသွားတဲ့အခါမှာတော့ရေကိုမိမိစိတ်ကြိုက်ထည့်ပါတယ်။ဒါကတော့ငါးငံပြားရေထည့်ရတာဖြစ်ပါတယ်။ရေကိုတစ်ကြိမ်နဲ့အများကြီးမထည့်ပါဘူး။ဘာကြောင့်လဲဆိုရင်ကနန်းထဲကလည်းရေထွက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တဲအိုးတွေကိုကနန်းလေးတွေအားလုံးကိုစီစီထည့်ပြီးသွားပြီဆိုတဲ့အခါမှာတော့အရသာအတွက်အသားမုံလေးကိုထည့်ပါမယ်ခင်ဗျာ။သားမုတ်ထည့်ပြီးသွားတဲ့အခါမှာတော့အဖုံးလေးခဏအုပ်ပြီးတော့ကနန်းအားလုံးကိုတည်တည်ချာချာလေးကျက်သွားအောင်လို့တည်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ခုသတိထားရမှာကအပေါ်အောက်ကိုအကျက်ညီအောင်လို့မှွေပေးရမှာဖြစ်ပါတယ်ကဲခုဆိုရင်တော့အားလုံးလည်းအကျက်ညီသွားပြီကနန်းလေးတွေလည်းကျက်လောက်ပြီဆိုတဲ့အချိန်မှာကနန်းတွေအားလုံးကိုတည်ချာလေးပြန်ဆဲထားပါမယ်ဒီအချိန်တွေမှာဒီရေထဲမှာကနန်းအသားရဲ့အချိုဓာတ်ကောကနန်းအသားတွေကောနဲ့ပြေဝပြီးတော့အရန်ကိုရတာရှိတဲ့အရေးဖြစ်ပါတယ်ဒါကတော့တံမြာရည်ထည့်တာဖြစ်ပါတယ်တံမြာရည်လေးထည့်ပြီးသွားပြီဆိုတဲ့အခါမှာတော့ဒါကော်မှုန့်ကိုရေဖြောထားပြီးတော့ကော်ရည်ကိုအနှဲငယ်လေးပြည့်ချွဲယုံလောက်တဲ့အချိန်အထိကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီလိုအချိန်မျိုးလေးရောက်တဲ့အထိကော်ရည်လေးထည့်ရင်းမှုရင်းလုပ်ပေးရမှာဖြစ်ပါတယ်ဒီလိုအချိန်မျိုးလေးရောက်ပြီဆိုတဲ့အခါမှာတော့ကျွန်တော်ပကံထဲမှာကနန်းလေးတွေတခြားစီပြီးသွားတဲ့အခါမှာတော့ကနန်းပေါ်ကနေပြီးတော့ဒီကော်ရည်ချင်ဆက်ကော်ရည်လေးကိုကျွန်တော်လောင်းလိုက်လို့ရှိရင်တော့အရန်ရတာရှိပြီးတော့အရန်စားလို့ကောင်းတဲ့ကနန်းကော်ရည်ချင်ဆက်ကလေးရပြီပဲဖြစ်ပါတယ်ဒီလိုချင်ဆက်ချက်နီးလေးနဲ့ပဇွန်ပြည်ကြီးငါအစုံကိုချက်စားရင်လည်းအရန်စားလို့ကောင်းပါတယ်ဒါလေးကိုထမင်းပူပူလေးကိုမှအပေါ်ကနေပြီးတော့ဒီပဇွန်ကော်ရည်လေးတွေကိုစမ်းပြီးတော့စားရင်လည်းအရန်ကိုမှပဲအရသာရှိပါတယ်ခင်ဗျာကဲခုဆိုရင်အားလုံးစီပြီးသွားပြီဆိုတဲ့အခါမှာတော့အရသာချိုချင်ဆက်ကလေးဖြစ်နေတဲ့အနှစ်ကော်ရည်လေးကိုအပေါ်ကလောင်းလိုက်ပြီဆိုရင်တော့ဖြင့်အရန်ရသာရှိပြီးတော့အရန်စားလို့ကောင်းတဲ့ကနန်းအရသာအတိအကျလည်းရစေတဲ့ကနန်းကော်ရည်ချင်ဆက်လေးရပြီပဲဖြစ်ပါတယ်ဒီချက်နီးလေးကကနန်းရဲ့အမွှေးနဲ့ကနန်းရဲ့အချိုဓာတ်ကိုလုံးဝမပြောက်စေဘဲနဲ့ကနန်းရဲ့တဘာဝအရသာအတိုင်းလေးကိုမှအချင်းအဆက်ကလေးကူညီပြီးတော့အရန်စားလို့ကောင်းပြီးတော့အရန်အရသာရှိစေပါတယ်ဒီနည်းတိုင်းလေးချက်စားကြည့်ပါကျွန်တော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့သူတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်